皆さんこんにちは。ဒီနေ့ကတော့適当ဆိုတဲ့စာလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်။適当ဆိုတာကစိတ်ဝင်စားဖို့ကောင်းပြီးတော့အဓိပ္ပာယ်ကပုံစံ2မျိုးကိုတွားလို့ရတဲ့စာလုံးလေးပါ။သူကကောင်းတဲ့ဘက်ကတွားမယ်ဆိုရင်တော့တင့်တော်တယ်၊ကိုက်ညီတယ်ဆိုတော့တွားလို့ရပြီးတော့မှမကောင်းတဲ့ဘက်ကတွားမယ်ဆိုရင်တော့ဖြစ်တယ်လို့ပေါ့ပေါ့တန်တန်ဖြစ်တော့ဆိုပြီးတော့မှအဓိပ္ပာယ်ပြန်လို့ရပါတယ်။ပထမဆုံးမကောင်းတဲ့ဘက်က negative ဘက်ကပြန်ကြည့်မယ်ဆိုရင်ဖြစ်တယ်လို့ပေါ့ပေါ့တန်တန်ဆိုပြီးတော့မှအဓိပ္ပာယ်ပြန်လို့ရပါတယ်။အဲကြောင့်မို့လို့ဒီစာလုံးကိုသုံးလို့ရှိရင်နည်းနည်းလေးဂရုစိုက်ရမှာပေါ့နော်။မကောင်းတဲ့ပုံစံမျိုးလေး negative ဘက်ကပြန်မယ်ဆိုရင်တော့彼はいつも適当な返事をするဒီကောင်လေးကအမြဲတမ်းဒီ reply ကိုဖြစ်တယ်လို့ပဲပြန်တယ်ပေါ့ပေါ့တန်တန်ပဲပြန်တယ်ပြီးစလည်းပြန်တယ်ဆိုပြီးတော့မှပြောချင်တာပါ။နောက်တစ်ခုက適当に選んでくださいအဆင်ပြေတာတစ်ခုပဲမြန်ရွေးလိုက်စမ်းပါဖြစ်တာအခုအဆင်ပြေတာလေးဖြစ်တာလေးတစ်ခုမြန်ရွေးလိုက်အဲ့ပုံစံမျိုးနဲ့ပြောချင်ရင်適当に選んでくださいလို့ပြောလို့ရပါတယ်ကောင်းတဲ့ဘက်ကပြောမယ်ဆိုလို့ရှိရင်တော့တင့်တော်တယ်၊ကိုက်ညီတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်自分にစာကြောင်းလေးကြည့်ကြည့်မယ်နော်自分に適当な仕事を探すမိမိနဲ့တင့်တော်တဲ့အလုပ်ကိုရှာတယ်ဆိုပြီးတော့မှပြောတယ်နောက်တစ်ကြောင်းကကြတော့適当な材料を使って料理するတကယ်ကိုတင့်တော်တဲ့ပေါင်ပစ္စည်းတွေကိုသုံးပြီးတော့မှဟင်းချက်ပါတယ်ဆိုပြီးတော့မှဒီမှာတော့တင့်တော်တဲ့ကိုက်ညီရဲဆိုတဲ့ပုံစံနဲ့ကောင်းတဲ့ဘက်ကနေပြီးတော့မှသုံးပြီးတော့မှပြောတာပါအဲ့တော့ဒီ textoni ဆိုပြီးမှပြောလို့ရှိရင်အလုပ်လုပ်တဲ့ခါတော့ကိုယ်လုပ်ငန်းခွင်မှာတော့ဘာလို့ဒါလေးလုပ်ပေးတာစမ်းမှာဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်textoni やっときましたငါအဆင်ပြေသလိုလေးပဲလုပ်ထားလိုက်တယ်လို့ဘာလို့ဆိုရင်တစ်ခါတလေအဆင်ပြေသလိုဖြစ်သွားအောင်ကိစ္စတစ်ခုဖြစ်သွားအောင်လုပ်လိုက်တယ်လို့အဓိပ္ပာယ်ရသလိုတစ်ခါတလေမှလည်းငါဖြစ်သလိုပဲလုပ်လိုက်တယ်ငါဒီတိုင်းပဲလုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတာမို့လို့သတိထားဖို့လိုပါရဲ့နော်はい皆さんအဲ့ဒါဆိုရင်ဒီတက်ခီတိုလေးကိုနေ့စဉ်ဘဝတွေမှာလည်းအသုံးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။သုံးတဲ့အခါမှာလည်းသတိလေးထားပြီးတော့သုံးနိုင်မယ်လို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော်တတာ